Also Double Dwe Fluminigo, Jopyame, Mamelodi, Sano. အားလုံးပဲမင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုရွေးချယ်သုံးသပ်ပေးခြင်းတဲ့ပွဲကတော့ဒါ FIBA Club World Cup ဒါ Group F Round 3 ပွဲစဉ်ရဲ့နှစ်ပွဲတည်းကမြန်မာစံတော်ချိန်မနက်တနာရီခွဲမှာရှင်မြန်ကစားမယ်Mamelodi Sundowns အသင်းနဲ့ဒါ Fluminense အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒါဒီပြိုင်ပွဲရဲ့ Group E နဲ့ F ကတော့ဒါအရန်စစ်ဘယ်လိုပြောစိတ်လှုပ်ရှားမှုအပြည့်ရှိတဲ့ group တွေဖြစ်ပြီးတော့ဒါဒီအုပ်စုကလည်းအမှတ်ကွာခြားမှုအရန်မများတဲ့အုပ်စုဖြစ်ပါတယ်ဗျ Fluminense ကတော့ဒါတည်ရလဲရရှိုံနဲ့ဒါနောက်တစ်ဆင့်ကိုလုံးဝတက်နိုင်မှာဖြစ်တယ်လို့သူအနေနဲ့ကတော့အုပ်စုနေရာကဒါဒေါမွန်အုပ်စုနေရာကဒေါမွန်အသင်းကိုဒါဂိုးကွာခြားချက်အရာအသာရထားပြီမယ်ဒေါမွန်ကလည်းအုပ်စုအောက်ဆုံးကကိုရီးယားကလပ်ဦးဆန်အနေနဲ့တွဲဆုံနေတဲ့အတွက်ဒါဒီအုပ်စုမှာသူအနေနဲ့တည်ရလဲရရုံနဲ့နောက်စစ်တက်မှာဖြစ်ပေမဲ့ဒီသူအုပ်စုဘုံနဲ့အုပ်စုပထမနဲ့ဒီအုပ်စုကနေတက်ချင်တော့ဒီပွဲကိုအနိုင်ရဖို့လိုတာဖြစ်ပါတယ်ဗျဒါMamelodi Sundowns အသင်းကတော့ဒါကလောရမှတ်3မှတ်ရရှိထားပြီးတော့နောက်တစ်စစ်တက်ဖို့ကိုမျှော်လင့်ချက်ရှိနေသေးတဲ့အသင်းလည်းဖြစ်ပါတယ်ဗျဒါMamelodi Sundowns အသင်းကပြီးခဲ့တဲ့ပွဲမှာလဲဒါဒေါမွန်လိုအသင်းကိုဒါခြေရည်တူကစားခဲ့ပြီးတော့ဒါ3ဂိုး4ဂိုးဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့ကပ်ပြီးရှုံးနေခဲ့တာကြောင့်ဒါလုံးဝ short တက်လို့မရတဲ့အသင်းတစ်သင်းတော့ဖြစ်ပါတယ်ဗျMamelodi အသင်းကဒါတိုက်စစ်ကစားပုံလေးမဆိုးလာတဲ့အနေအထားမှာရှိတဲ့အသင်းဖြစ်ပြီးတော့ဒါနောက်တန်းကတော့ဒါအားနည်းမှုအတော်များတဲ့အသင်းလို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျFluminense အနေနဲ့ဒါပေမဲ့လည်း Fluminense အနေနဲ့ဒါMamelodi ကို short တွက်ရင်တော့သူ့အနေနဲ့ဒါနောက်တစ်ဆင့်တက်ဖို့အတွက်တင်မဟုတ်ပဲဒါအုပ်စုကနေပြုတ်သွားနိုင်တဲ့အနေအထားမှာရှိပါတယ်ဗျဒါကြောင့် Fluminense အနေနဲ့ဒီပွဲမှာလုံးဝအမားခံလို့မရတာကြောင့်တေချာအာယူဆိုင်ပြီးကစားလာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါဒီပွဲရဲ့မနက်ခင်းစတဲ့ပေါက်ကြီးရလဲ Fluminense က body ကိုတစ်လုံးသွင်းရင်ပြား90အနိုင်ကနေပြီးတော့ဒါဂိုးပေါင်းကြီးကလည်း3လုံး80အနိုင်ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျဒါအခုဒီညနေပိုင်းပြောင်းလဲသွားတဲ့ကြီးတွေရလဲ Fluminense က body ကို level 80ဂိုးပေါင်းကြီးကိုနှလုံး40အရှုံးပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျဒါ body ကြီးတစ်လုံးအပြေစားကနေပြီးတော့တရေ80လောက်တရေ80အရှုံးလောက်ဒီဖြစ်သွားတဲ့ body ကြီးကဒီဘက်ကတရေရလဲရနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဒါပေးထားတာလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျဂိုးပေါင်းကြီး3လုံး80ကနေပြီးတော့နှလုံး40အရှုံးပေးထားတာကြောင့်ဒီနှစ်သင်းကဘယ်အသင်းမဲ့နိုင်ပေါ့နော်ဘယ်အသင်းမဲ့နိုင်တကိုးအသာလောင်းနေပဲကပ်ပြီးတော့အနိုင်ရနိုင်တယ်လို့ဒါမဟုတ်ရင်လေဒါ1-1လောက်ထိတည်ကြသွားနိုင်တဲ့ကျင်းမျိုးပေးထားတာဖြစ်ပါတယ်ဗျMamelodiကတော့ဒါဒီပွဲကိုတေချာပေါက်အနိုင်ရဖို့ကြိုးစားမှာဖြစ်တယ်လို့ဒါဒီပွဲရဲ့မတေချာတဲ့တည်ရလက်ထက်ဒါနောက်တစ်စစ်တက်ဖို့အတွက်ဒါတေချာတဲ့အနိုင်ရလက်ကိုရရှိအောင်ကြိုးစားမယ်လို့ Fluminense အနေနဲ့ကြိုးစားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကို Fluminense body ကိုကျွန်တော် level 80ပြား80ရင်းပြီးတော့ကျွန်တော်ကြည့်ချင်ပါတယ်ဗျ။ဒါကြောင့်ကျွန်တော်အနေနဲ့Mamelodi Sundownsအသင်းနဲ့ Fluminenseအသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးမှုကတော့ဒါ Fluminense body ဖြစ်ပါတယ်ဗျ။ဟုတ်ညီကိုရင်းနေနဲ့အကြိုက်တူမှလိုက်ကစားပါဗျ။အကြိုက်မလို့ရင်လက်ဆော်ဖက်ကဆော်ကစားနိုင်ပါတယ်။ညီကိုရင်းနဲ့ဘောလုံးပွဲတွေကိုတိုက်ရိုက်လောင်းပြီးတော့ဒါ24နိုင်ငွေသွင်းငွေတော့အာမခံမှုအပြည့်ရှိတဲ့ UEFA ဘက်မှာလာရောက်ဆော်ကစားလို့ရပါတယ်ဗျ။ညီကိုရင်းနဲ့ UEFA ဘက်မှာအကောက်ဖွင့်မယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram free ကျွန်တော်ရဲ့ Telegram တပွဲကောင်းမောင်းပွဲတွေပြရင်မောင်းတွဲတွေကိုကျွန်တော်ရဲ့စိတ်ကြိုက်မောင်းတွဲတွေကိုရွေးချယ်ပြီးတင်ပေးနေတဲ့ကျွန်တော်ရဲ့ Telegram channel ကိုညီကိုရင်းနဲ့ free join ဝင်ရမှာဖြစ်ပါတယ်ဗျညီကိုရင်းနဲ့ UEFA ဘက်မှာအကောက်ဖွင့်ဖို့စိတ်ဝင်စားရတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram နံပါတ်အပေါင်း6680 293 9829ကိုဆက်သွယ်လို့ရတယ်လို့ကျွန်တော်ရဲ့ Viber နံပါတ်အပေါင်း6680 293 9829ကိုလည်းဆက်သွယ်မေးမြန်းဆော်ကစားလို့ရပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုအစိုးရကြည့်ပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ